အားလုံးပဲမင်္ဂလာပါညာဒီတင်စာပေးချင်တဲ့ဇလန်းလေးကတော့ထမိန်ပြန်ဆိုတဲ့ဇာကားလေးပဲဖြစ်ပါတယ်ဇလန်းစာတင်းញိုင်းဆောင်မဖဲရဲလို့တရားတင်းញိုင်းမဆောင်ပဲညဘကြီးလမ်းသလားနေတာမြက်ကွင်းနေအောင်နှက်လို့ဟိုမှာသူလဲပြင်းလို့နေမှာပေါ့အဲ့ဒါသူပြင်းတာကအကြောင်းမဟုတ်ဘူးလမ်းမှာတွေ့တဲ့လူတွေကလိပ်ပြလွှင့်တော့မယ်အဲ့ဒါတင်လားဆိုတော့မဟုတ်သေးဘူးအခေါင်းကြီးပါထမ်းချလာတာဟိုမှာကိုတော်ထင်ကြည့်သွားတယ်မဖဲရဲလို့တန်ချက်ဆိုပြီးမှဘယ်ဟုတ်မလဲကတူပုံကြီးဆေးတွေမငြိမညာအသုံးတုပ်ပြီးတိတ်လေးတောင်ဆက်ပါသေးတယ်ဟိုမှာခေကိုကမဖဲရဲလို့တော့မယုံရတဲ့ခေအဲ့ဒါပြီးတော့လေအငြိမ်မနေဘူးသူလဲအစိုးပြိုင်ပွဲဝင်ကြလို့ဖြစ်မယ်အိုကူပေါ်တက်ပြီးအိုးရေကြီးဒီငရဲရှစ်ထပ်တွင်မှလေးလုံနေတာဦးဟပ်ပီကတခါထက်လာနေပြန်ရောဟိုမှာအဲ့တော့ဦးဟပ်ပီလဲနာမည်ကသာဟပ်ပီလူကတော့ချက်ထွီးတော့မယ်ကြောက်လို့အဲ့တော့အတကုံပြေးတော့လေရွာထဲမပြေပဲအုတ်ကူတွေချပဲပတ်ပြေးနေတော့ကွန်စားတဲ့တရေတကြားသီးလဲမျက်စိနောက်ပြီးတရေလက်ဝါးတွေကျွေးထုတ်လိုက်တာဦးဟပ်ပီလဲရှော့အဲ့ဒါဦးဟပ်ပီရှော့တော့တရားခန်းကသားကြီးဆိုပြီးသားကြီးကိုရာမဖုံတို့ဖွဲကဝိုင်းထူလို့ရှုပ်ကုန်မြန်ရောနောက်ဆုံးခဲနဲ့ထုကနေမှတကြီးတို့အဖွဲရောက်လာလို့တော်သေးတယ်အမဖျားကြီးတို့လည်းသားကြီးဘက်ကမခံမရနိုင်တဲ့ဖြစ်သားကြီးကလည်းအဲ့လိုဘာလို့ဖြစ်လဲဆိုတော့သူကလည်းမွေးရပါလက်တန်နာမထူလိုက်နဲ့ထူလိုက်တာနဲ့ထွားဆိုတော့သူ့ရပြောပါတယ်အဲ့တော့လက်ပရင်ဖွဲရပြီလက်ဝါးရနဲ့သေးရင်ငနဲပဲဆွဆွဲကြတာအဲ့တော့ငနဲကိုရွာပြင်းထုတ်ဖို့ဆိုပြီးတကြီးတို့လည်းဆာနာခံယူပွဲလို့အဲ့ဒါဆာနာခံယူပွဲကလည်းခလေးတွေကြီးပဲအသုံးပြောနေကြတာဟိုပါအဲ့လိုနဲ့သူတို့ရွာကလည်းရှုပ်တယ်မဖဲရဲလို့တွေရောပြန်မရွေးမတွေရောနဲ့အမကွန်စားတဲ့တရေတကြားစီကပြန်မရွေးမဒေါ်ပီစာတပဲသူကအိုထမ်းမြင်နေပြီးအမဒေါ်ပီစာလဲလက်ပရင်သားကြီးကိုကြောက်ချကြနော်နောက်တယောက်ကိုသွားထုခိုင်းမြန်ရောထူတော့အဖိုးကြီးလည်းထွက်ပြန်တာပဲအသားခဏနေတော့ရာမဖုံတို့ဖွဲ့ပါရောက်ချလာပြီးလက်ဝါးရတယ်တွေ့တာနဲ့သားကြီးပဲဆိုပြီးတကြီးစီထလာတကြီးကလည်း CCTV မရှိတော့တာကြတော့ဆွဆွဲဖို့ခံနေရတယ်ရာမဖုံတို့လည်းစိတ်ကမရှိဘူးသူတို့ဒီသူတို့ဟန်နေပဲဖြေးရှင်းတော့ပဲဆိုပြီးဖုန်ကြီးဝတ်တောင်းနဲ့ဆောင်းကကြွလာတဲ့သားကြီးတို့လာပြင်တာဆောင်းကွက်တွေပါမောက်ကုန်တော့ရဟန်းမစားတော့ဆောင်းတရတွေဖြစ်ကုန်ပြန်ရောသားကြီးကလည်းသူ့လက်ကြောင်းသူတီတော့ဘာမှမလုပ်ဖဲငိန်ခါအဲ့ဒါသူငိန်ခါတာအကြောင်းမဟုတ်ဘူးလဲလန်းဖိပြီးရာဖြစ်နေတော့နောက်ကဝန်ဘဲတို့အောင်လှပြီးချော်ရီလဲကုန်နဲ့ကိုးမဟူမှန်တွေဝန်ဘဲတို့အထားနဲ့ဝန်ဘဲတို့မနေရဘူးတဆဆတွေဖြစ်ကုန်ရောအလိုနဲ့ပြန်မရွေးမှဒေါ်ပီသားတို့လည်းသူတို့မစ်ရှင်အောင်နေဆိုပြီးတရေတကြားစီကိုခေါ်စုချအဲ့ဒါနေကင်းချောင်းတော့လဲအဖွားကြီးကဖျောင်းနိုင်တယ်တပလဲထွန်းတာဟိုမှာအဖွားကြီးလည်းဖျောင်းနိုင်စပွန်ဆာရထားလာမသိဘူးအလိုနဲ့သားကြီးလည်းဘာလို့အဲ့ဒါတွေဖြစ်နေရလဲဆိုတာပြန်ဆင်းသားကြည့်တော့ငနေကမွေးကလေးကရင်ဘတ်မှာလက်ဝါးရနဲ့စားကြကြအဲ့ဒါလက်ဝါးပါတော့အသုံးထူးမဲ့ကလေးဆိုပြီးဆရာကြီးဦးမိုင်းစော်လဲဟောကိန်းထိုးပြန်မရွေးမှာဒေါ်ပီစာကလည်းနေတော့တဲဆုံနဲ့ခိရှိပြေးကြကလက်ဝါးရနဲ့သားကြီးကိုရေအိုးထဲမှာမြင်နေရပြီဟိုးမစီစီရေကိုအလိုနဲ့ဒီကလေးကသူတို့ကိုအာခါမဲ့ကလေးဆိုတာသိတော့သူလဲကလေးကိုတခါတည်းတီးမယ်လို့တာကလေးကလည်းလက်ဝါးရမမြင်မဆိုလို့အင်းကြီးကိုမွေဘူးအလိုနဲ့အေးကျိုးနဲ့ထမင်းစားနေရင်အဖွားကြီးကဒုံးနဲ့ထားထုတ်တာသားကြီးဖေလဲထမင်းတွေဟမ်အန်တော့ဘေးကကလေးကလည်းယွန်ပြီးထပ်ဟမ်အန်ပြီးအဖိုးကြီးကရှော့သွားတာအသေးဖြောင်းလို့လားမသိဘူးပြုံးကြီးဟိုပါသေတာတော့စတိုင်ကြကြအဲကနေမချဘူးသူ့အမေပါထပ်ရှော့သွားတော့ကလေးလည်းပြီးပါမယ်ဖြစ်တော့သူ့ကိုရာမဖုံတို့ကနှိမ်ကြတာသူလဲလောက်ဝါးနဲ့ထားရပြီးလိုက်တော့အဲကလေးကကိုတခြားသေးသွားတာဟိုပါကြပြီးတော့ဗျာကြီးတို့မောင်နှမတွေနဲ့မုတ်တွေလဲစားရင်နဲ့တရုပ်ဆောင်တွေကောင်းနေတော့သူတို့လဲပြုံးစီပဲဟိုပါဒီကတော့ဒရိုက်တာတရုပ်ဆောင်အစ်တွေသုံးချတရွာလုံးလဲကုန်တော့မယ်အဲကနေသူတို့လဲကြီးလာပြီးဒီအရွယ်ရောက်အမပြန်ပြေးမှလောက်ကလည်းအဆင်ပြေလို့လားမသိဘူးပြိုင်ဘက်တွေပါပေါ်လာပြီးအိမ်ကြမပြင်းပဲပညာတွေပဲပြိုင်ကြတာဒေါ်ဘီစာကိုမရှင်းနိုင်ပြန်ဘူးဟိုမှာဒေါ်ဘီစာကအမေရိကန်မှာမရှိတဲ့လက်နက်စားနေထုတ်သုံးတာထမိန်ပြန်နဲ့ဟိုမှာထရပါငိုသွားမယ်အလိုနဲ့ထမိန်ပြန်အစွမ်းအမခါနေဖြစ်ပြီးဒီဘက်ကပြန်မရွေးမှလည်းကြောက်ပါပြီဆိုပြီးပြေထမိန်ပြန်ကလည်းမရဘူးအာယုံခံခရီးယားတွေပါလို့ဖြစ်မယ်နောက်ကထောက်လျှောက်လိုက်တာနောက်ဆုံးထမိန်ပြန်လက်ချန်နေပဲပြိုင်ဘက်ပြန်မရွေးမှလည်းရှော့သွားရောဟိုမှာမိုင်းလိုက်တဲ့အစွမ်းအလိုနဲ့ပြန်မရွေးမှတကူထွားလာတော့မဖယ်ရဲလို့လည်းမရတော့ဘူးသူမှလည်းအစွမ်းရှိတယ်ဆိုပြီးအရင်ဆုံးဝူခုံးတို့ကိုထင်ပြတာဝူခုံးတို့လည်းဆရာတော်မဆောင်နိုင်ဘူးအသုံးပြေးတာအဲကနေသားကြီးနဲ့တွေ့သားကြီးကလည်းလူတွေချောနေတာမဖယ်ရဲလို့လက်ချက်တင်မဖယ်ရဲလို့ကလည်းရှင်းမပြနိုင်တော့သားကြီးလည်းသူ့ကိုကွင်းမကြီးကိုခေါ်ကွင်းမကြီးကတစ်စင်မဖယ်ရဲလို့ကိုမိမဒေါ်ပြီးသားလက်ချက်ဆိုတာသိပြီမဖယ်ရဲလို့ကအရင်လာတီ
အမသူကလည်းသူ့ရဲ့မူပိုင်လက်နက်ဂတ်ထုအကောင့်နဲ့ကိုမတိတ်ဝါလေးတွေပတ်ပြီးတစိမ့်လေးတောင်ပါသေးတယ်ဖားလို့မရလို့အဲ့ဒါပြီးတော့အကောင့်ကြီးချပြီးခွင်းတွေထူမိခွင်းတွေအမအဖွားကြီးကပိုရည်နဲ့ထမင်းတော့မဖဲရဲလို့လေဒဏ်ရာရသွားရောအဲ့ကနေဒေါ်ပြီးသားလေသူ့လက်ချမ်းမတီးသွားပြီဆိုပြီးအရင်လက်ဦးမှုရအောင်ဒါကြီးမွေးစားဖေးဦးကလတိုင်းကိုလာဒီအမသားကြီးနဲ့တွေ့တော့တရေလက်ဝါးနဲ့လူလက်ဝါးတွေတွေ့ပြီးအသုံးထိကြတာတဖြောင်းဖြောင်းပဲနောက်ဆုံးတားကြီးလက်ဝါးကအဖြူအောင်လက်ဝါးဆိုတော့အမဲအောင်လက်ဝါးမခါနိုင်ပဲပြေးရောဒါနဲ့လက်ဝါးချင်းရှင်မရတော့အဖွားကြီးကလက်လက်ဆန်းနေထပ်ထုတ်ပြန်ရောဒုံနဲ့ထိုးတာဒုံနဲ့ထိုးတော့တားကြီးလည်းမခံနိုင်တော့ခွင်းမကြီးကိုယ်တိုင်ထွက်ပြီးခွင်းထူအဲ့ဒါသူ့ထူပေးလိုက်မှအဖွားကြီးလည်းနေသားထိုင်သားရှိသွားပြီသူတို့လည်းဘျူဟာအစ်စ်ပြောင်းမလို့တားကြီးကလည်းသူ့ညီတားဒီလူရောက်လာတော့လက်ဝါးချင်းပေါင်းဆက်ပြီးပြန်တီးဖို့လို့တားဒီလူကလည်းပေါင်းသားတွေဖွေးခံနေတာပဲအဲ့ဒါတရေသားလို့တာလူအားတတူနဲ့ကိုမတမတော်မှာလဲတတူးဆရာရှိတဲ့တင်နဲ့ဒါနဲ့သူတို့နှစ်ယောက်လဲနှစ်ယောက်ပေါင်းပြီးတော့ဒေါ်ဗီသားတို့ဖွဲ့ကိုလာဖြုတ်တာအကုန်ရှော့အဖွားကြီးပါရှော့တော့ဇလန်လဲကြက်သားနေဖြစ်ပြီးတောင်တောင်နဲ့ပြီးဆုံးသွားပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ